မြို့ပြင်ဘက်တောအုပ်ထူထပ်တဲမှာလူမနေတော့တာ10 နှစ်ကျော်ကြာခဲ့တဲ့အိမ်ကြီးတစ်လုံးရှိပါတယ်။အဲ့ဒီအိမ်ကြီးကိုလူတွေကမသွားသင့်တဲ့နေရာလို့ခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ညတိုင်းထူးဆန်းတဲ့အတန်တွေကြားရတယ်လို့ဆိုကြလို့တကားကိုတစုံတစ်ယောက်ဖောက်နေတယ်လို့အပေါ်ထပ်မှာလူတစ်ယောက်လမ်းလျှောက်နေတယ်လို့ခါရင်းမင်းလေးတစ်ယောက်မူတန်ပါကြားရတတ်ပါတယ်။ဒီနေ့မှာတော့လူငယ်3ယောက်ဟာဒီအိမ်ကြီးထဲဝင်ပြီးစမ်းတက်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူရဲဆိုတာမရှိပါဘူးလို့သူတို့ယုံကြည်ထားကြပါတယ်။ည7 နာရီတိတိသူတို့အိမ်ကားကိုဖွင့်လိုက်တဲ့အချိန်မှာအေးဆက်တဲ့လေးတစ်ချက်သူတို့မျက်နှာကိုထိုးဝင်လာပါတယ်။အိမ်ထဲမှာဖုန်ထူထပ်နေပြီးနေရန်တွေမှာအဆက်ပြောက်တွေပုံဟောင်းတွေချိတ်ထားပါတယ်။တယောက်ကပေါ်ထက်တက်သွားချိန်မှာရုတ်တရက်တကားတစ်ချက်အတင်းပိတ်တန်ကြီးထွက်လာပါတယ်။ဘသူလဲလို့သူအော်လိုက်ပါတယ်အောက်ထက်ကတငယ်ချင်း2ယောက်လဲကြောက်လန့်ပြီးအပေါ်ကိုပြေးတက်လာကြပါတယ်ဒါပေမဲ့အပေါ်ထက်မှာသူတို့မြင်လိုက်ရတာကအခန်းလယ်မှာရက်နေတဲ့အဖြူရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်သူမမျက်နှာဟာဖုံးကွယ်ထားပြီးအေးဆက်တဲ့အတန်နဲ့မသွားနဲ့လို့ပြောလိုက်ပါတယ်မီးလေးတွေတခါတည်းမှိန်သွားပြီးသူတို့ရဲ့ဖုန်းမီးလဲပိတ်သွားပါတယ်ခဏကြာမီးပြန်လင်းလာချိန်မှာမိန်းကလေးဟာပျောက်ကွယ်သွားပါပြီဒါပေမဲ့နေရန်ပေါ်မှာတော့သွေးနီအောင်နဲ့စာရန်တစ်ကြောင်းပေါ်လာပါတယ်ဒီနေရာဟာငါအိမ်ပါနောက်နေ့မနက်မှာလူငယ်3ယောက်ထဲကတယောက်ပဲပြန်ထွက်လာနိုင်ခဲ့ပါတယ်သူကတော့ဘာမှမပြောနိုင်တော့ပါဘူးအဲ့ဒီနေ့ကစပြီးအင်ကြီးတွေကငိုတန်ဟာပိုပြီးတည်သက်စွာကြားလာတယ်လို့ဆိုကြပါတယ်ဒီနေ့ထိည7 နာရီလောက်တိုင်းဓာတ်ထောက်တန်ကိုသင်ကြားနိုင်တယ်ဆိုရင်